ဆရာကိုစီသူမင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ဆရာကျွန်တော်တို့အခုဒါလက်ရှိရောက်နေတာကတော့ Nice Fair 12% ကနေဦးစီးဖွင့်လှစ်တဲ့ NFTC သင်တန်းကျောင်းကိုရောက်နေတာပေါ့နော်ဆရာကအခုကျွန်တော်တို့ Tour Operation and Tour Leader Course ကိုသင်ကြားမှာဆိုတော့ဆရာရဲ့ biography လေးကိုကျွန်တော်နည်းနည်းလောက်မိတ်ဆက်ပေးပါအောင်ခင်ဗျာ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်စီသူမျိုးဝင်းပါကျွန်တော်ကတော့ဒီ travel industry ကို2006ခုနှစ်ကနေပြီးတော့မှစတင်ဝင်ရောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အခု2026မှာဆိုရင်တော့ဒီနှစ်ပေါင်း20ဝန်းကျင်လောက်ရှိပြီဖြစ်ပါတယ်2006ခုနှစ်ကကျွန်တော်အမန်ကလေးမှာစတင်ပြီးတော့မှလေးမောင်ဖြစ်တဲ့တာဝန်ထမ်းဆောင်ရင်းနဲ့ခီးသွွားလောကတွေဝင်ရောက်လာတာဖြစ်ပါတယ်အဲ့ရနေပြီးတော့မှကျွန်တော်လေးမောင်ဘွားနေပြီးတော့မှဒူလီတာဘွားကိုကူပြောင်းခဲ့ပါတယ်ဒူလီတာဘွားနေပြီးတော့မှကျွန်တော် management level တခုဆက်ပြီးတော့မှသွားခဲ့တယ်အခုအချိန်မှာတော့ကျွန်တော်ခီးသွွားကုမ္ပဏီတခုကိုဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီခီးသွွားကုမ္ပဏီတခုဦးဆောင်နေတဲ့ကာလအချိန်တွင်းမှာပဲကျွန်တော်ဒီလူငယ်လူရွယ်တွေအတွက်ကိုဗဟုသုတတွေလည်းဖြစ်စေမယ်လုပ်ငန်းခွင်အခွင့်အလမ်းတွေလည်းပို့ပြီးတော့မှအကျိုးများစေမယ် NFTC မှာဖွင့်လှစ်ထားတဲ့ဒီသင်တန်းကိုဒီ course ကိုလာပြီးတော့မှသင်ဖို့အတွက်ကိုကျွန်တော်အနေနဲ့ရောက်လာခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ခင်ဗျာအခုလေဆရာသင်ကြားမဲ့သင်တန်းရဲ့ခေါင်းစဉ်နဲ့သင်ကြားမဲ့အကြောင်းအရာလေးတွေပြောပြပေးပါအောင်ခင်ဗျာ အခုကျွန်တော်ဒီ NFTC ရဖွင့်လှစ်မဲ့သင်တန်းမှာသင်တန်းခေါင်းစဉ်ကပေးထားတာကတော့ Tour Operations and Tour Leader Course ဖြစ်ပါတယ်ဆိုတော့ဒီခေါင်းစဉ်အတိုင်းမှာပဲကျွန်တော်တို့ဒီ Tour Operations နဲ့ဒီ Tour Leader ဒီအပိုင်းကိုနှစ်ပိုင်းကျွန်တော်ခွဲခြားပြီးတော့သင်ပေးမှာဖြစ်ပါတယ် Tour Operations ကတော့ကျွန်တော်တို့ခီးစဉ်ရဲ့သဘောတဘာဝနောက်တော့ဒီခီးစဉ်မှာပါဝင်တဲ့ကျွန်တော်တို့ hotel တွေနောက်တစ်ခါ airline တွေနောက်တစ်ခါကျွန်တော်တို့ site seeing တွေ visa အပိုင်းတွေဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သဘောတရားတွေအားလုံးကိုခြုံငုံနားလည်မိအောင်ရယ်နောက်တစ်ခါကျွန်တော်တို့ဈေးနှုန်းအားလုံးကိုတွက်ဆပြီးတော့မှဧည့်သည်တွေစီချပြပေးနေတဲ့အထီကိုကျွန်တော်အနေနဲ့ဒါသင်ကြားပို့ချပေးမှာဖြစ်ပါတယ်ဒါကတစ်ပိုင်းဖြစ်ပါတယ်နောက်တစ်ပိုင်းကတော့ tour leader ဆိုတဲ့အပိုင်းမှာကြာလို့ရှိရင်တော့ကျွန်တော်တို့ tour leader အပိုင်းမှာလည်းဧည့်သည်တွေရဲ့သဘောတဘာဝကိုနားလည်ပြီးတော့မှကျွန်တော်တို့မိမိကိုယ်ကိုယ်ရဲ့ personal development တိုးတက်ဖို့အတွက်လည်းကျွန်တော်ရည်စူးပြီးတော့မှပို့ချပေးမှာဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့လူတွေရဲ့စိတ်သဘောတဘာဝကို human psychology ကိုဦးစားပေးပြီးတော့မှသင်ကြားပို့ချပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ NFTC ကျွန်တော်သင်တန်းကျောင်းရဲ့ဒီရွေးချက်ကိုက vocational training ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီသင်တန်းပြီးဆုံးသွားတဲ့အခါမှာလက်တွေ့အသုံးချမှု practical ဘိုင်းကိုကျွန်တော်တွေပေါင်းစပ်သွားမှာဖြစ်ပါတယ်ဒီသင်တန်းကာလအတွင်းမှာသင်ယူထားတဲ့ theory ပဲများကိုလက်တွေ့အသုံးချဖို့အတွက်ကို field trip တခုကိုကျွန်တော်တို့စီစဉ်မှာဖြစ်ပါတယ်သင်တန်းသူသင်တန်းများဟာမိမိတို့သင်ယူထားတဲ့ theory ဘိုင်းကို condition တွက်ချက်ပြီးတော့မှသင်တန်းသူသင်များအားလုံးပဲပြပြပါခီးစဉ်တစ်ခုစီစဉ်ပြီးတော့မှထွက်ကြမှာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့အနားတစ်ဝိုက်ကိုပဲကျွန်တော်စီစဉ်ပြီးတော့မှဒီ field trip အတွင်းမှာလည်းဒီမိမိတို့သင်ယူထားတဲ့ဗဟုသုတများကိုပြပြပါမျှဝေရင်းနဲ့ practical တခုလေ့ကျင့်သွားမှာလည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီသင်တန်းရဲ့ bonus program တခုဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဒီသင်တန်းကိုဘယ်လိုလူတွေများတက်ရောက်သင်ပါလဲခင်ဗျာ ဟုတ်ကဲ့ဒီသင်တန်းကိုဘယ်လိုတွေတက်ရောက်သင်လဲဆိုရင်မိကုန်းမှာဆိုရင်တော့ခြုံငုံပြောမယ်ဆိုရင်တော့ travel industry ကိုစိတ်ဝင်စားသူတိုင်းတက်ရောက်လို့ရပါတယ်တက်ရောက်တဲ့နယ်လို့ကျွန်တော်ဖြေလို့ရပါတယ်အဲ့ဒါမှအသေးစိတ်ပြန်ဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တွေလူငယ်လူရွယ်တွေဒီခီးသွွားလောကတွေကိုဝင်ရောက်ဖို့အတွက်စူးစမ်းနေတဲ့လူငယ်လူရွယ်တွေနောက်တစ်ခါ tour leader ဖြစ်ချင်တဲ့သူတွေနောက်တစ်ခါ tour operator ဖြစ်ချင်တဲ့သူတွေနောက်တစ်ခါကျွန်တော်ခီးသွွားကုမ္ပဏီတစ်ခုကိုအစပြုဖို့အတွက်စူးစမ်းနေတဲ့သူတွေနောက်တစ်ခါခီးသွွားလောကကိုစိတ်ဝင်စားတဲ့သူတွေအားလုံးဒီလူတွေကိုကျွန်တော်တို့အားလုံးပါဝင်အတွက်ကျွန်တော်ဖိတ်ခေါ်ထားပါတယ်ဟုတ်ကဲ့ဆရာအခုလက်ရှိလာမဲ့ဒီ course ကပေါ့နော်ဒီဟို batch ဘလောက်ကိုရောက်သွားပြီလဲခင်ဗျာဟုတ်ကဲ့အခုကျွန်တော်သင်တန်းပို့ချခဲ့တာဆိုလို့ရှိရင် batch number 5ထိရောက်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ကဲ့ batch number 5ကိုဆရာဘယ်နေ့မှာစတင်ဖွင့်လှစ်ဖို့ရှိပါလဲခင်ဗျာbatch number 5ကတော့ကျွန်တော်ဒီ January လာမယ့်24ရက်နေ့မှာစတင်ဖွင့်ဖို့ရှိပါတယ်သင်တန်းတက်ရမယ့်ရက်တွေရောဘယ်နေ့တွေဘယ်ချိန်တွေတက်ရောက်ရမှာလဲခင်ဗျာသင်တန်းတက်ရမယ့်ရက်တွေကတော့ကျွန်တော်တို့ဒီတစ်ဖက်မှာလည်းအလုပ်သမားရုံးသမားတွေတက်ရောက်လို့ရအောင်လို့စနေတနင်္ဂနွေ weekends day မှာကျွန်တော်တို့မနေ့10ရက်နေပြီးတော့မှနေ့လယ်7:00ထိကိုတရက်ကို2နာရီချိန်ပေးပြီးတော့မှတစ်ပတ်မှာ2ရက်တက်ရောက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာသင်တန်းတက်ရောက်ရမယ့်ကာလကရောဘယ်လောက်ကြာမလဲခင်ဗျာသင်တန်းတက်ရောက်မယ့်ကာလကတော့စုစုပေါင်း6ပတ်ကာလဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆရာဒီသင်တန်းပြီးသွားလို့ရှိရင်တော့ဒီသင်တန်းသားတွေနဲ့ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲခင်ဗျာဒီသင်တန်းတက်ရောက်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ချစ်ချင်းအကျိုးသက်ရောက်မှုတစ်ခုကတော့သင်တန်းသူသင်တန်းသားတွေဟာမိမိကိုယ်ကိုယုံကြည်မှုရှိပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းခွင်မှာ
အငွေငွေကြအဖြစ်အောင်ကိုရီကိုသွေးပြေးသွားတဲ့ person development တခုတော့ကျွန်တော်အနေနဲ့အာမခံပေးနိုင်ပါတယ်အဲ့ဒီနောက်မှာမှကျွန်တော်ဒီတင်တန်းကပို့ချလိုက်တဲ့အတွေ့အကြုံတွေတင်တန်းကမျှဝေပေးလိုက်တဲ့ဗဟုသုတတွေအကုန်လုံးအသုံးချပြီးတော့မှခီးသွွားလောကရဲ့ဝင်ရောက်ဖို့အတွက်ကိုအင်အားတစ်ခုရရှိစေမှာဖြစ်ပါတယ်ဆိုတော့တော့ဒီကုမ္ပဏီတစ်ခုမှာဝင်ရောက်လုပ်ကိုင်မှုအတွက်အားခဲထားတဲ့သူတွေရောကုမ္ပဏီတစ်ခုကိုအစပြုအတွက်စူးစမ်းနေသူတွေရောကုမ္ပဏီတစ်ခုမှာဝင်ရောက်နေစေဒီဝန်ထမ်းတွေအတွက်ကောဒါဗဟုသုတတစ်ခုရောအင်အားတစ်ခုရရှိစေမှာလို့ကျွန်တော်တို့အနေနဲ့အာမခံပေးနိုင်ပါတယ်ဟုတ်ကဲ့ဆရာအခုလိုပြည့်ပြည့်စုံစုံကျွန်တော်တို့ဒါဒီတင်တန်းနဲ့ပတ်သက်လို့sharing လုပ်ပြီးတယ်ဆရာကိုစီသူကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်လေးကျေးဇူးအများကြီးတင်ပါတယ်